တခါတလေကြာရင်တာမီမီတို့လဲတငယ်ချင်းတွေထဲမှာအတော်ဆုံးဖြစ်ချင်တာအလားဆုံးဖြစ်ချင်တာမျိုးရှိတတ်တယ်မလားဟိုးကောင်းငင်ဘောကကျေပွေလေးဖူးဖူးမှလဲအဲ့ဒီလိုစိတ်ကူးလေးရှိခဲ့ဘူးတယ်တညမှာတော့ဖူးဖူးလေးကစုံဖြတ်ချက်တစ်ခုချလိုက်တယ်ဒီညတော့လူသားလေးတွေမြင်အောင်ငါအပဆုံးလင်းလက်ပြမယ်ဆိုပြီးတော့ပေါ့သူဟာသူ့ရဲ့အားအင်တွေအားလုံးကိုစူးစီးပြီးအတင်းအကျပ်လင်းထိန်အောင်ကြိုးစားတော့တာပေါ့သူအားဆိုင်လွန်လို့မျက်နှာလေးတောင်နီးရဲလာပြီးအသက်ရှူတွေတောင်မောလာခဲ့တယ်အဲ့ဒီအချိန်မှာနူးညံ့တဲ့အဝါရောင်အလင်းတန်းလေးနဲ့အတူအဖိုးလမင်းကြီးရောက်လာတယ်အဖိုးလမင်းကဖူးဖူးလေးကိုကြည့်ပြီးသဘောတာကျပြုံးလိုက်တယ်ဖူးဖူးလေးမင်းဘာလို့ဒီလောက်တောင်မောပါနေရလားလဲလို့မေးလိုက်တယ်ဖူးဖူးလေးကအမောတကောနဲ့အဖိုးကျွန်တော်ကတခြားကျဲတွေထက်ပိုလင်းကျင်လို့ပါကျွန်တော်မတောက်ပါရင်လူတွေကကျွန်တော်ကိုတတိထားမိမှာမဟုတ်ဘူးလို့ဝမ်းနေစွာနဲ့ပြောတော့အဖိုးလမင်းကြီးကဖူးဖူးလေးရဲ့ခေါင်းလေးကိုနူးညံ့စွာပုတ်ပရင်ပြောလိုက်တယ်မြေလေးဖူးဖူးမင်းရဲ့အလင်းရောင်ကအတင်းအကျပ်ကျူးစားမှထွက်လာတာမျိုးမဟုတ်ဘူးမင်းဟာမင်းဖြစ်နေတာကတင်လုံလောက်နေပါသည်ကောင်းကင်ကြီးမှာကျဲတွေအများကြီးရှိပေမဲ့တပွင့်ချင်းစီမှာကိုယ်ပိုင်အလှတရားရှိကြတယ်မင်းအေးဆေးနေတဲ့အချိန်မှာထွက်လာတဲ့နူးညံ့တဲ့အလင်းလေးကပဲအိတ်မပြိုတဲ့ကလေးငယ်လေးတွေကိုချော့သိပ်ပေးနိုင်တာအတင်းအကျပ်လင်းနေတဲ့အလင်းကတော့လူတွေကိုမျက်စိကျိန်းစီုံပဲရှိမှာပေါ့လို့ဆုံးမစကားပြောလိုက်တယ်ဒီလိုနဲ့ဖူးဖူးလေးကအဖိုးလမင်းကြီးရဲ့စကားကြောင့်တက်ပြင်းချလိုက်နေပြီဖူးဖူးလေးစိတ်အေးသွားတဲ့အချိန်မှာပဲအံ့ဩစရာကောင်းအောင်သူ့ကိုယ်တိုင်တောင်မသိဘဲနဲ့သူ့စီကနေအယမ်းလှပပြီးငိမ့်ချမ်းတဲ့အပြာနုရောင်အလင်းလေးတွေဖြာထွက်လာတော့တာပေါ့အဲ့ဒီအလင်းလေးကကဘာပေါ်ကကလေးငယ်လေးတွေကိုအိမ်မက်လှလေးတွေမက်စေခဲ့တယ်အဖွားပြောပြချင်တာတော့တာမီမီတို့လဲသူတစ်ပါးနဲ့မနှိုင်းရှင်ပဲကိုယ့်ရဲ့တီငိမ်တဲ့အလှလေးနဲ့ဖူးဖူးလေးလိုစိတ်အေးထားပြီးမိမိကိုယုံကြည်မှုရှိရနဲ့အခြားသူနဲ့နှိုင်းရှင်ပြီးအတင်းအကျပ်ကြိုးစားခြင်းထက်မိမိ၏တဘာဝအလှတရားကိုတန်ဖိုးထားကြပါစေနော်